ကျွန်တော်တို့ဒီမှာ Suzuki Arctica Type 2ကားလေးမှာကျွန်တော် Android TV တက်တာဖြစ်ပါတယ်သူ့ရဲ့ original high unit ကကျွန်တော်ပြတ်သွားတာပေါ့နော်အလုံးမလုံးတော့အဲ့ဒါမပြင်တော့ဘဲနဲ့ဒါ Android TV တက်တာဖြစ်ပါတယ်အခုတက်တဲ့ဆက်လေးကကျွန်တော် RAM 232 T100 series တွေက Janda Android high unit လေးဖြစ်ပါတယ်ကျွန်တော် Android TV တက်ချင်းချင်းဘာတွေပို့ပြီးတော့အားသာသွားမလဲဆိုလို့ရှိရင်ကျွန်တော်အဓိကတော့ back camera ပေါ့နော် back camera ကိုရှင်းရှင်းလင်းလင်းကြည်ကြည်လင်းလင်းနဲ့ကြည့်လို့ရမယ်ပြီးတော့ကျွန်တော်ဒီ online platform တွေဖြစ်တဲ့ Google Map တို့ YouTube တို့အဲ့ဒါတွေသုံးလို့ရပါမှာဖြစ်ပါတယ် original ဒီ steering control တွေကိုလည်းကျွန်တော်ဒီ Android TV ပေါ်မှာပြန်လည်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် Arctica Type 2ကားလေးမှာ Android TV တက်တာလေးကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်ကျွန်တော်ကိုကျွန်ကား audio မှာအမြဲတမ်းလာရောက်အားပေးတဲ့ customer တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကား audio နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြုပြင်တာပဲဖြစ်ဖြစ် upgrade လုပ်အသစ်လဲကျင်တာပဲဖြစ်ဖြစ်ကျွန်တော်ကိုကျွန်ကား audio မှာလာပြီးတော့ပြုပြင်ပြောင်းလဲတက်ဆင်နိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်